ရှမ်းနဲ့မရှိလို့ရှမ်းနဲ့တော့မထည့်လိုက်တော့ပါဘူးတကယ်လို့အိမ်မှာရှမ်းနဲ့ရှိရဆိုရင်ရှမ်းနဲ့ထည့်ပါကနန်းဟင်းကရှမ်းနဲ့ပါလို့ရှိရင်အရသာပို့ပြီးစားလို့ကောင်းပါတယ်တတာ